တကယ်ကိုခွေးလို့ရုပ်မာနေရပဲတခိုးဆိုရင် तू ကမဟောင်းအပင်ကိုသာဟောင်းနေတာခွေးဖြစ်ခဲ့တာအလကားပဲဟေးတငယ်ချင်းနေမင်းမအိမ်မက်ရှိဘူးလားယင်ဘလို့အိမ်မက်လဲတရေတွေဘာတွေမြင်မှတ်တာမျိုးလားမဟုတ်ဘူးလေကွာကြီးလာဘာဖြစ်ချင်လဲဆိုရဲအိမ်မက်မျိုးပေါ့ရီမန်းချက်ပန်းနိုင်ပေါ့ကွာငါတော့မြို့ကြီးမှာချမ်းသာတဲ့စီးပွားလုပ်ငန်းရှင်ကြီးဖြစ်ချင်တာတက်တောင့်တက်တာရှိတဲ့ဘဝနဲ့အဓိကတော့အကောင်စားကားကြီးစီးချင်တာကွာမင်းအိမ်မက်ကတော်တော်ကြီးရပဲနော်ဒါနဲ့မင်းရောမင်းသူမင်းကဘာဖြစ်ချင်တာလဲငါထောက်လန်းရေးဖြစ်ချင်တာဘာထောက်လန်းရေးဟုတ်လားမင်းအိမ်မက်ကစမ်းလာချီလားတငယ်ချင်းဒီနေ့ကြရင်တော့မင်းနားလေလာမှာပါအေးပါကွာတာနေမင်းရေထမင်းလာစားတော့လေသားရဲ့မကြခင်မဲ့ကြောင်းသွားမဲ့အချိန်ရောက်တော့မယ်ဟုတ်ကဲ့ပါမေကဲငါသွားပြီနော်အသေးစားထောက်လန်းရေးကြီးအေးပါကွာအေးပါမင်းသူနဲ့နေမင်းဟာရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ကြပြီးသူတို့မှမတူညီတဲ့အိမ်မက်တွေရှိကြတယ်နေမင်းဟာမြို့ကြီးမှာစီးပွားရေးလုပ်ငန်းရှင်ဖြစ်တာနာတဲ့ဘဝနဲ့နေချင်ပေမဲ့မင်းသူကတော့ဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းမရှိပဲထောက်လန်းရေးပဲဖြစ်ချင်ခဲ့တာပါကဲမြမစားနော်တားရီအမေတားကြီးလာရင်စီးပွားလုပ်ငန်းရှင်ကြီးဖြစ်ချင်တာအမေရဲ့မြို့ကြီးပြကြီးမှာချမ်းချမ်းသာသာနေပြီးအမေကိုဆင်းရဲတဲ့ဘဝနဲ့လွတ်မြောက်စေချင်ပြီးအမေတားကိုကူညီပတ်မို့ပေးပါနော်အေးပါတားရဲ့အမေကဆင်းရဲပေမှန်းပေမဲ့တားရီမှန်းချက်ပန်းနိုင်ရအောင်အမေနီးလန်းမျိုးစုံနဲ့စူးစမ်းပေးပါမယ်တားရဲ့ဟုတ်ကဲ့ပါအမေရဲ့နေမင်းဟာအမေဖြစ်သူရဲ့စကားကိုကြားရတဲ့အခါမှာအရင်ကဝမ်းသာသွားခဲ့တယ်သူ့မှာရှင်းလင်းတဲ့ရေမှန်းချက်ရှိလာတဲ့အတွက်အခြားကလေးတွေထက်စာအုပ်ပို့ပြီးစူးစမ်းတင်ယူခဲ့တယ်ကဲတားတို့သမီးတို့ရေကျက်နဲ့ဦးဘယ်ဟာအရင်စဖြစ်ခဲ့လဲဘသူဖြေနိုင်လဲကျွန်တော်ပါဆရာအဖြေရောကျွန်တော်မသိပါဘူးခမညာဟောဟာသူသိရဆိုအဲ့ဒါဘလို့ဖြေလိုက်တာလဲအဲ့ဒါဘလို့ဖြစ်သွားတာလဲသူမှန်တယ်လို့ထင်တာပဲဘာလို့လဲဆိုတော့ဘသူမှအမှန်တကယ်မသိကြလို့မသိဘူးဆိုတဲ့အဖြေကသာအမှန်ဆုံးပဲတွေ့လားမင်းသူရဲ့မှန်ချင်တယ်ဆိုရင်ဘလို့ပဲလုပ်လို့အမှန်ကိုရနေရပဲနေမင်းကထင်တယ်လို့မခေဘူးပဲနေမင်းစာတော်တာကိုလူတိုင်းမြင်တဲ့အခါမှာမိဘတွေအားလုံးကမိမိတို့ကလေးကိုနေမင်းလို့ဖြစ်စေချင်ကြတယ်လူအများကတနေ့ကျရင်နေမင်းအမေကတော့တက်တောင့်တက်တာရှိတော့မှာပဲဒါကဒီလောက်တော်တာလို့ချီးကျူးကြတယ်အမေကလည်းဒီအကြောင်းတွေကိုသားဖြစ်သူပြန်ပြောပြတော့နေမင်းတယောက်ပြောလို့မဆုံးတော့ပါဘူးသူအောင်မြင်တဲ့အခါမှာဝိုင်းဝိုင်းလေမဲ့မိန်းကလေးတွေအကြောင်းကိုစိတ်ကူးတွေရှင်းနေခဲ့တာပေါ့အချိန်တွေကုန်လွန်လာခဲ့တာ3နှစ်တိုင်ခဲ့ပါပြီနေမင်းကျောင်းပြီးမဲ့အချိန်ကိုရောက်လာခဲ့ပြီးသူဟာစာမေးပွဲမှာအဆင့်1ကိုရခဲ့ပါတယ်အမေသားစာမေးပွဲမှာအဆင့်1ရတယ်အမေရဲ့သားစာအရန်တော်လို့တနေ့ကျရင်အောင်မြင်ရမယ်ဆိုတာသိချတယ်အမေအေးပါသားရဲ့အမေသားအတွက်အရန်ကုန်ယူတယ်ဒါမှအမေတို့စူးစမ်းခဲ့ရကြနှက်တာပေါ့သားရဲ့ဟုတ်ကဲ့ပါမေပြီးတော့သားဆုံးဖြတ်လိုက်ပြီအိမ်မက်တွေအကောင့်တွေဖော်ဖို့မြို့ကြီးမှာအလုပ်သွားရှာတော့မယ်အမေရဲ့အေးပါသားရဲ့ဒါပေမဲ့မြို့မသွားခင်မှာသားအရင်နှီးလို့တယ်အမေရဲ့ပါလို့လဲဆိုတော့ဟိုရဲရောက်ချင်းအလောက်ကတန်းမရနိုင်သေးဘူးလေအဲ့ဒီကိစ္စကိုအမေပဲရှာပေးပါမယ်မခက်ပါဘူးသားရဲ့ရှေးသားအိမ်မက်တွေကိုအကောင့်နဲ့ဖော်ရတော့မယ်ဟေးနေမင်းဟာငယ်စဉ်တည်းကအိမ်မက်တိုင်းအဆင့်တရခဲ့ပေမဲ့သူ့အမေစုဆောင်းထားတဲ့ငွေကတော့အိမ်မက်တွေနဲ့ထပ်တူမကြခဲ့ပါဘူးအမေဖြစ်သူဟာစိတ်မကောင်းစွာနဲ့အခန်းထဲဝင်ပြီးပိုင်ဆိုင်မှုအလုံးစုဆောင်းထားတဲ့တစ်တာလေးကိုကြည့်ခဲ့တယ်ဒီနေ့တော့ဖွင့်ရမယ့်အချိန်ရောက်ပြီလေဖွင့်လိုက်တဲ့အခါရွှေရောင်စုပူးလေးကိုတွေ့ရတယ်စင်ရလွန်းလို့စုပူးလေးကိုခွဲဖို့ဆုံးဖြတ်လိုက်ရပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကတော့စုထားတဲ့ငွေအလုံးဟာဒီလောက်ပဲရှိတာပါမဆမ်းပါဘူးလေဟင်းသင်းရွက်ရောင်ပြီးတားကိုကျွေးမွေးရတဲ့ဘဝမှာဒီလောက်စုမိတာပဲကံကောင်းလှပါပြီဘလို့လုပ်ရပါမလဲတားကိုကူညီပံ့ပိုးပေးမယ်လို့ကတိကပေးထားပြီးပြီအမေဖြစ်သူဟာတားကိုပေးထားတဲ့ကတိတိုင်းလုပ်ပေးဖို့ပတ်စံမလုံလောက်တဲ့အခါဒီပြဿနာကိုဘလို့ဖြေရှင်းရမလဲဆိုတာထိုင်ပြီးတော့စဉ်းစားနေပါတယ်နောက်တစ်နေ့ကိုရောက်တဲ့အခါမှာအမေဖြစ်သူဟာနေမင်းကိုအလှရှာဖို့မိရထားပူတာယုံထိလိုက်ဖို့ပေးခဲ့ပါတယ်ဒါလေးကိုအရင်နေ့ဖြစ်ယူသွားပါသားရဲ့အမေရှာပေးနိုင်တာတော့ဒီလောက်ပဲရှိတယ်
မြို့ကြီးမှာအလုပ်ကိုစူးစမ်းလုပ်ပြီးသားဖြစ်ချင်တဲ့ရည်မှန်းချက်တွေအောင်မြင်ပါစေနော်သားလေးဟုတ်ကဲ့ပါမေသားအမေရဲ့ကျေးဇူးတရားတွေဘယ်တော့မှမမေ့ပါဘူးသားတထေးကြီးဖြစ်အောင်စူးစမ်းမယ်ကုမ္ပဏီကြီးထောင်မယ်အမေအတွက်ပတ်စံအများကြီးရှာပေးပြီးအမေကိုတက်တောင့်တက်တာထိုင်စားရုံပဲနေစီရမယ်တကယ်လို့မအောင်မြင်သားပြတ်မလာဘူးအမေသားရဲ့ပေမန်းလွန်းလို့မခံနိုင်တဲ့နေ့ကျရင်အိမ်ပြန်လာပါသားရဲ့သားအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေသားဟာအမေရဲ့သားပါပဲကွယ်ဟုတ်ကဲ့ပါအမေလည်းကိုကူဆိုင်နော်အေးပါသားရဲ့သားလည်းကိုကူဆိုင်နော်ဟုတ်ကဲ့ပါသားသွားပြီနော်နေမင်းထွက်သွားပြီးနောက်မိခင်ဖြစ်သူဟာမျက်နှာပြက်ပြီးတခုခုကိုစိုးရင်ပူပန်နေခဲ့တယ်လှုပ်ရမလားမလှုပ်ရဘူးလားဟာတေချာစဉ်းစားပြီးပြီလားအမေကြီးရဲ့မြေကွက်ကိုလာပေါင်ပြီးငွေချီးတာမျိုးကအတိုးအရန်ကြီးရဲ့နော်3 လပြက်ကွက်ရင်မြေကိုသိမ်းပါနော်တထေးကြီးဒါသားရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ပေးနိုင်မယ်ဆိုရင်ကျမစွန့်စားရကြုံနှက်ပါတယ်ကျမမှာဒီတနည်းပဲရှိတော့လို့ပါအော်တကယ်ကိုမုံမြတ်တဲ့မိခင်ပါပဲဒီစကားမျိုးအရန်ကြိုက်တယ်ဗျကဲဒါလေးကိုယူပြီးသားစီပို့ပေးလိုက်ပါဟုတ်ကဲ့ပါရှင်သားရဲ့အိမ်မက်တွေအတွက်ပါအမေဖြစ်သူဟာအတိုးနဲ့ငွေချေပြီးသားကိုအလုပ်လုပ်ဖို့ပတ်စံတွေပို့ပေးခဲ့တယ်သားကတော့မျောလင့်ထားသလိုအလုပ်သွားလုပ်နိုင်ခဲ့ပေမဲ့အမေကိုယ်တိုင်ကတော့မိမိလုပ်ရက်ကမှန်မှန်စိုးရင်ပူပန်နေပါတယ်ဝေါဒါမြို့ကြီးပြကြီးပေါ့လေအံ့ဩစရာပဲကွာဒါဘသူ့အိမ်လည်းမသိဘူးငါတို့အိမ်နဲ့လုံးဝမတူပါလားဒါမှမဟုတ်အနာဂတ်မှာငါတို့အိမ်ဖြစ်လာမလားမသိဘူးဝေါဟိုကကားတွေကြည့်စမ်းအကောင်းစားတွေကြည့်ပဲငါလည်းတစည်းလောက်လှုပ်ချင်လိုက်တာနေမင်းဟာမြို့ထဲမှာပျော်ရွှင်စွာနဲ့လမ်းလျှောက်ပြီးရှုခင်းတွေကြည့်နေခဲ့တယ်ဒီနေရာဟာသူ့အတွက်တော့နှိမ့်ပန်ပုံမှာပဲဒါပေမဲ့မြို့ထဲမှာသူတန်တရားဖြစ်စရာတခုရှိနေပါတယ်အဲ့ဒါကတော့ဆက်လေကားပဲဖြစ်ပါတယ်ဒါကဘာကြီးလဲစမ်းကြည့်အောင်ဟာဒါကဘလို့ရွှေ့သွားတာလဲကူညီပါအောင်ဗျာကူညီကြပါအောင်ဒေါ်သားမြို့တက်ဆိုတာဒါမျိုးပြောတာပေါ့ဟာမှုေးလိုက်တာဟာစားလို့ကောင်းလိုက်တာကွာမရဘူးအောင့်ထားစမ်းနေမင်းငါအောင့်ထားရမယ်ဒီကပစ္စည်းတွေကအရင်ကဈေးကြီးတယ်သွားတာပဲကောင်းပါတယ်စားရင်ကောင်းမမလားကောင်းလိုက်တာကွာစားလို့ကောင်းလိုက်တာဟာဘိုက်ဝပြီဟာကောင်းတော့ကောင်းတယ်ဒါပေမဲ့ဈေးကတော့မသေးဘူးဒီလိုဆိုရင်ပတ်စံမကုန်ခင်အလုပ်ရင်ရှားတော့မယ်အခြေအနေကတော့တကယ်မလွယ်ဘူးဟဲ့ဦးလေးခမကျွန်တော်အတွက်အလုပ်လေးပါလေးရှိမလားခမကျွန်တော်ကအပြင်ကလာတဲ့ထူးချွန်ចောင်းသားပါစာမေးပွဲမှာအဆင့်1ရခဲ့တာပါကျွန်တော်အစောပိုင်းလစာ330လောက်လိုချင်ပါတယ်ဗျဟာ330လားကွာမင်းအဆင့်1ရတော့ဘာဖြစ်လဲငါ့ကိုကြည့်စမ်းငါမူကြိုတော့မပြီးခဲ့ဘူးကွာဒါပေမဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေပြီဗျာဘလို့လုပ်ပြီးဖြစ်နိုင်တာလဲဗျပတ်စံရှာတဲ့ပညာရက်ကိုမင်းတွေးတတ်လားကွာကျွန်တော်မလုပ်ဘူးသေးပါဗျာဒါပေမဲ့စမ်းကြည့်ချင်တယ်ဗျငါမင်းကိုအလုပ်ထုတ်တယ်အမလီကျွန်တော်ဘာမှတော့မလုပ်ရသေးဘူးလေဘာလို့ထုတ်တာလဲဗျကောင်းလေးမင်းငါးဆိုင်ရှိရထွက်သွားစမ်းသွားဆိုလဲသွားတာပေါ့ကွာနေမင်းဟာပထမဆုံးအလုပ်မှာတင်ဆိုင်ကနေမောင်းထုတ်ခံရပါတယ်အလုပ်ရှင်ကသူစားဘလောက်တော်တော်စိတ်ဝင်စားပဲအတွေ့အကြုံကိုပဲကြည့်ကြလို့ပါကြွားမကြံခဲ့တဲ့နေမင်းရဲ့အမေဖြစ်သူဟာထမင်းပကံကာရင်စိတ်ကတော့တားဖြစ်သူစီရောက်နေခဲ့တာပေါ့တားဘလို့နေဘလို့စားနေမလဲအခုချိန်အလုပ်ရပြီလားဆိုတာကိုစိတ်ပူပန်နေပါတယ်ဒါလောက်ညံ့နေပြီငါသားလေးထမင်းအောင်စားရရဲ့လားမသိဘူး
တဲခုတ်ဆရာကိုရှာလို့ရပြီလားမသိပါဘူးဟာတခုခုတော့ထူးဆန်းနေပြီဒါဘာကြီးလဲဒီအတန်ကဒါမှမဟုတ်တရဲလားတရဲဘလို့လုံးနေမင်းအိမ်ကထွက်လာမှလဲငါနားကြားမှားတာဖြစ်မှာပါဟုတ်မှာပါနေမင်းဟာဆက်လက်ထွက်ခွာပြီးနေရာတော်တော်များများမှာအလှုပ်လျှောက်ခဲ့တယ်။သူဘလောက်တောင်အကြောင်းပြဖို့သူ့ရဲ့စာတော်တဲ့အမှတ်တွေကိုပြောပြခဲ့ပေမဲ့သူတယောက်တည်းတော်တာမဟုတ်ပါဘူး။သူ့ထက်တော်တဲ့သူတွေအများကြီးရှိနေပါသေးတယ်။ဘာအစင်တက်လားကွာ။တောင်စားလိုက်ရော့ငါဆိုင်ကနေဝေးဝေးကိုသွားစမ်း။တလောက်လေးနဲ့ငါမင်းကိုအလုပ်ခတ်ရမှာလားကွာ။ဘာလဲလောကကြီးကဘာတွေဖြစ်သွားတာလဲငါတွေးထားတဲ့အိမ်မက်တွေကဘာလို့ထင်တယ်လို့ဖြစ်မလားတာလဲလက်တွေကဘာကြီးကတကယ်ကိုရက်ဆက်လွန်းနေဟိတ်ကောင်လေးမင်းပတ်ဆံအိတ်လေးငါခဏငှားလိုက်အောင်မယ်နော်ငှားလိုက်ပြီဆိုရင်ပြန်မပေးတော့ဘူးနော်ယူသွားပြီနော်ကောင်လေးဟာမလောက်ပါနဲ့ငါပစ္စည်းပြန်ပေးပါမယူပါနဲ့ဟင်ငါအရှမ်းလွန်သွားပြီလားဟာမပြေးနဲ့နော်ငါအိတ်ကိုပြန်ပေးစမ်းပါအဲ့ဒီလူကဘယ်ပြေးသွားပြီလဲတခိုးကောင်နေမင်းတယောက်ဆိုင်ကနေမောင်းထုတ်ခံရယုံတင်မကပဲပတ်စံအိတ်ပါလူရက်ခံလိုက်ရတယ်ဒီပတ်စံအိတ်ကသူ့ဘဝတစ်ခုလုံးမှာပဲဘာလို့လဲဆိုတော့အမေပေးလိုက်တဲ့အိမ်မက်ရင်းနှီးတွေမလို့ပါဟာမဟုတ်ဘူးမဖြစ်နိုင်ဘူးအမေပေးလိုက်တဲ့တစ်ခုတည်းသောငွေပဲပတ်စံမရှိပဲငါဘလို့ခီးဆက်ရမလဲဟာသွားပါပြီနေမင်းဟာပတ်စံမရှိပြင်မှန်းချက်မရှိပဲရှောက်သွားနေခဲ့ရပြီးဘာဆက်လုပ်ရမှန်းမသိတော့ပါဘူးအမေရဲ့ဒါအရင်အားရုံနေတယ်အမေဒါအိမ်လဲပြန်ချင်တယ်ကြပါမယ်ဒါရဲ့အိမ်မက်တွေအကောင့်ထဲမဖော်နိုင်မချင်းဒါအိမ်ကိုလုံးဝပြန်မှာမဟုတ်ဘူးပြီးတော့ဒါပိုက်လဲအရန်စားတယ်အမေရဲ့ဝါတုတ်ကြီးဟမ်မင်းဒီမှာဘာထိုင်လုံနေရလဲဘာလို့အိမ်မပြတ်နာလဲမုံချုံနေပြီလေကျွန်တော်အိမ်မပြတ်နိုင်သေးပါဘူးဗျာအိမ်မက်တွေကဘာမှဖြစ်မလာသေးတော့ပြင်ရမှာရှက်လို့ပါအိမ်မက်ကတော့ဟုတ်ပါရဲ့ဘာလို့တောင်းစားလို့လာခွေနေရလဲကဲပါဒါလေးကိုစားလိုက်ဟာစားလို့ကောင်းလိုက်တာဗျာကျေးဇူးတက်ပါတယ်ဖြည်းဖြည်းစားပါအောင်ရှင်ဘယ်ကနေငှက်လာလဲကျွန်တော်ပတ်စံတမတိုက်ခံရလို့ပါသူတို့ကျွန်တော်ပတ်စံကိုလူယူသွားလို့ဒီလိုငှက်နေရတာပါ။အော်ဟုတ်လားစိတ်မကောင်းစရာပဲ။ဒါနဲ့မင်းမရောဘာတွေကြံသေးလဲ။ကျွန်တော်မှဖုန်းတစ်လုံးပဲကြံပါတယ်ဗျာ။ဒါဆိုမင်းဘယ်လိုဆက်သွားမလဲ။ No အဲ့ဒါဆိုရင်ဒီလိုလုပ်ပါလား။ငါ့ဖေကုမ္ပဏီမှာအလုပ်လာလုပ်မလား။ဗျာကုမ္ပဏီလောက်ပါမယ်ဗျဘာလုပ်လဲဗျလာစာကိုဘယ်လောက်ရမလဲလာစာတော့မဟုတ်ဘူးနေစားလေးပါတရက်ကို2000ချွေးနှဲစာရမယ်ပြီးလက်မြေတွေထမ်းရမယ်ကုန်ထမ်းသမားအလုပ်ပဲဟမ်ပြီးလက်မြေထမ်းရမယ်ဟုတ်လားငါထူးချွန်ကြောင်းသားဖြစ်ပြီးပြီးလက်မြေထမ်းရမှာလားဒါပေမဲ့လေငါမှရွေးချယ်စရာမှမရှိတော့တာအလုပ်ရွေးနေမယ်ဆိုရင်အိမ်မက်မမက်ခင်ငှက်သိမ့်လိမ့်မယ်ဟုတ်ကဲ့ပါဗျာကျွန်တော်ခမရတို့ကုမ္ပဏီမှာအလုပ်လာလုပ်ပါမယ်အေးကောင်းပြီလေဒါဆိုငါနောက်ကိုလိုက်ခဲ့နေမင်းမှာရွေးချယ်စရာမရှိခဲ့ဘူးသူဟာစီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်ပေမဲ့အခုချိန်မှာတော့ပြီးလက်မြေထမ်းသမားပဲဖြစ်နိုင်ခဲ့တယ်ဒီလိုနဲ့ပဲအချိန်တွေဟာ3လတာကုန်လွန်သွားခဲ့ပြီနေမင်းရဲ့အမေဟာဟင်းသီးရွက်တွေစိုက်ပျိုးပြီးရောင်းချဖို့ပင်ပန်းကြီးစွာလုပ်ကိုင်နေခဲ့ရပါတယ်ဒါပေမဲ့ဟင်းသီးရွက်ရောင်းရတာလည်းမလွယ်ကူပါဘူးတခါတရံတနေကုန်ထိုင်းနေလဲဝယ်မဲ့သူမရှိပါဘူး။ဒါပြင်မကသေးပဲအတိုးဆက်ဖို့မလောက်ငားတဲ့အတွက်အလူပွဲတွေမှာပကံလိုက်စေတဲ့အဖို့အလုပ်ကိုပါလောက်ကင်ပြီးရသမျှငွေလေးနဲ့အတိုးကိုနေစဉ်ဆက်နေရပါတယ်။ဒါပေမဲ့အမေဖြစ်သူကအတိုးငွေသွားဆက်တဲ့နေ့မှာပဲအသီးခူးနေတဲ့မင်းသူကလှမ်းမြင်သွားခဲ့တယ်။အန်တီဘယ်ကိုသွားမလို့လဲဗျ။ဟင်ဘသူရဲ့အတန်လဲ။အော်အလုပ်ကိစ္စလေးရှိလို့ပါသားရဲ့အန်တီအခုတလောအန်တီအလုပ်တွေအရန်လုပ်နေရနော်
အန်ဒီတခုခုများဖြစ်လို့လားဗျပုံမှန်ပါပဲတားရဲ့အန်ဒီသွားလိုက်အောင်မယ်နော်သားဟမ်နေမင်းရဲ့အမေကထူးဆန်းနေတယ်လိုက်ကြည့်တာပဲကောင်းပါတယ်လေဟမ်ဒါပါလဲအမေကြီးအတိုးတော်မလောက်ဘူးအကျွေးဆက်ဖို့ညင်းချင်တာလားမဟုတ်ပါဘူးရှင်ဒီနေ့ဟင်းသီးရွက်ကရောင်းမကောင်းလို့ပါပကံစေးတာလည်းပတ်စံအများကြီးမရပါဘူးကွယ်တောင်းမှန်ပါတယ်နောက်နေ့ကျရင်တော့အပြည့်ပေးနိုင်အောင်ကြိုးစားပါမယ်ဒီမှာအမေကြီးဟင်းသီးရွက်လေးရောင်းယုံနဲ့အကျွေးကြည့်မယ်လို့ထင်နေရလားမြေကွက်ကိုသာငါ့ကိုပေးလိုက်စမ်းပါအဲ့လိုဆိုရင်တော့မပိန်ပန်းရတော့ဘူးပေါ့ဒါနဲ့မြို့မှာအလုပ်လုပ်တဲ့သားရောအမေစီပတ်စံတပြားမှမပို့ပါလားလာပေါင်းများစွာကြာနေပြီနော်ကျမကိုအချိန်နည်းနည်းလောက်ထပ်ပေးပါအောင်ရှင်ကောင်းပြီလေနောက်ပတ်ထိပဲအချိန်ပေးမယ်ပြင်ဆင်ထားပါမေကြီးလာပိုင်းကြာနေပြီမလို့ပတ်စံအပြည့်မရရင်အိမ်ကနေမောင်းထုတ်ရလိမ့်မယ်နော်ငါမှနေစရာနေရာရှိပါအောင်မလားမသိဘူးစိတ်ဆင်းရဲစရာကောင်းလိုက်တာဟမ်အော်ဒီလိုကိုအန်တီကနေမင်းကိုမြို့မှာအလုပ်လုပ်ဖို့ဆိုပြီးငွေတိုးချီပြီးပေးခဲ့တာပဲနေမင်းရောသိရလားသူ့အမေကတလောက်ပင်ပန်းနေတာ哦မင်းဘာတွေလုပ်နေရလဲနေမင်းဟုတ်ပါတယ်မင်းသူဟာနေမင်းအမေကတားဖြစ်သူတွေငွေတိုးချီရမှန်တည်သွားခဲ့ပေမဲ့နေမင်းကိုယ်တိုင်ကတော့ဒီအမှန်တရားကိုမသိသေးပါဘူးအမေဖြစ်သူမှာတပတ်တာအချိန်ရပါတော့တယ်တပတ်ပြည့်ပြီလို့ငွေအကြေမဆက်နိုင်ရင်တထေးကမြေကွက်ကိုအပိုင်သိမ်းတော့မှာပါကဲချီရတဲ့ပြိတ္တကြီးရေနေမင်းတို့သားမိဆက်လန်ကဘာတွေဆက်ဖြစ်မလဲဆိုတာကိုနောက်ထပ်ပိုင်းနဲ့မှစောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်ကျေးဇူးပြုပြီး like နဲ့ subscribe လေးလုပ်ထားပေးပါအောင်နော်